အားလုံးမင်္ဂလာပါဒီနေ့တော့ခေတ်တစ်စီးပေါ့နော်ဒီကနိုးလို့ရတယ်လေပါဆိုရင်ဆက်သေးသေးပါလေပါဆိုရင်ဆက်သေးသေးပါနော်သူရဲ့ပြဿနာပါတယ်ဆိုတော့ကျွန်တော်တို့စီပန်းတိုင်းတယ်စီပန်းတော့ကောင်းတယ်ဒါပေမဲ့စီပန်းပြန်ကျတာမြန်တယ်ပေါ့နော်โอเคကြတော့ကျွန်တော်တို့မဆိုရင်စီပန်းလည်းပြန်ကြတာမြန်တယ်ဆိုတော့စိတ်ပန်းလည်းတိတ်မကောင်းတော့ဘူးဒါပေမဲ့နိုးလို့လွယ်တယ်လေပါဆွဲရင်သူဝေါ့ကြပါတယ်နော်ဘာပြဿနာလဲဆိုတော့ကျွန်တော်ဒီမှာလာပြပေးလိုက်ဒီမှာနော်ဟုတ်လားဒီရဒီကောင်လေးကြေွားရယ်နော်စိတ်တွေကြေွားပြီးတော့သူ့ရဲ့မော်တာကဆွဲထုတ်တယ်ဆွဲထုတ်ပြီးတော့သူ့ရဲ့ဟိုနော်ဆယ်မှာပြန်ပို့တယ်နော်ဆယ်မှာပြန်ပို့ပြီးတော့နော်ဆယ်လည်းပိတ်တယ်ဒါပေမဲ့ဒီမော်တာကောင်းရင်လည်းနော်ဆယ်ကလည်းပိတ်နော်အတိုင်းပဲပြန်နှုတ်ရင်လည်းဆွဲရင်လည်းဝေါ့တယ်သူကတော့ကုမ္ပဏီမှာတစ်စုံလုံးထုတ်ခိုင်းတယ်ပေါ့နော်ဒီမှာကုမ္ပဏီမှာတစ်စုံလုံးထုတ်ခိုင်းဒီကောင်လည်းဒီကောင်ကောင်းမကောင်းဘယ်လိုဆေးရမလဲဆိုတော့နော်ဒီမှာတွေ့လားအဲ့ဒီအပေါက်ကျဲလေးတစ်ပွားပိတ်လိုက်လက်ညွန်နဲ့ပိတ်လိုက်ဒီကောင်ဒီထက်ရပြန်စုပ်ကြည့်ပါးစပ်နဲ့စုပ်ကြည့်ဘယ်လေမှဝင်လို့မရဘူးနော်သူကဒီအပေါက်ပြက်သွားရင်နော်ဒီအပေါက်သေးလေးတစ်ပေါက်ပြက်သွားရင်သူကတော့ငါတို့ဒီအပေါက်စုပ်တဲ့အချိန်မှာလေထွဲတဲ့နေရာဒီပေါက်ပိတ်ထားနော်ဒီပေါက်ပိတ်ထားစုပ်တဲ့အချိန်မှာဒီပေါက်ပိတ်ထားလေထွဲတဲ့နေရာစိတ်ရင်ဒီကောင်ပြက်ပြီနော်ဒီကောင်ကောင်းရင်ဘယ်လေမှမထွဲရဘူးနော်โอเคဒါတော့ကျွန်တော်တို့ထည့်မယ်နော်ကျွန်တော်တို့ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ပြန်နှိုးဆန်းကြည့်မယ်โอเคဒါတော့စိတ်ပန်းနဲ့နော်ဆယ်နဲ့လေးပေးလိုက်ပြီနော်စကင်ကကျွန်တော်တို့နှိုးဆန်းကြည့်မယ်နော်ဖတ်တော့နှိုးလို့တစ်ခါတလေနှိုးလို့ရတယ်ဒီပါဆိုရင်သေးပါနော်ဒါတော့သူ့ရဲ့ပြဿနာကတော့နှုံးလို့ရလေပါဆွဲရင်သေသွားတယ်ဆိုတော့ဒီမှာစိတ်ပန်းနဲ့နော်ဆယ်ဘာဖြစ်လို့မဆိုရင်စိတ်ပန်းပြက်သွားဆိုရင်နော်ဆယ်လဲဆရာမလို့နော်ဒီစိတ်ပန်းစိတ်စကားတော့ပျော်သွားကုန်ပျော်ကုန်ဟောဒီမှာပျော်ကုန်တော့ဟိုနော်ဆယ်မှာသူပြပိတ်ရဆိုတော့တစ်စုံလုံးလဲရအောင်ပေါ့နော်ဒီကောင်ကတော့ဒီကလေး2000ကျော်ဒါမှနော်စိတ်ပန်းနဲ့နော်ဆယ်ဆိုရင်3000လောက်နေပါသူပကင်ကတော့ original ပဲလို့ရှင်တယ်ကျွန်တော်လည်း original ပဲထည့်ပေးလိုက်ပါတော့နှုံးစမ်းကြည့်မယ်နော်โอเคဒီပါဆိုရင်လည်းဘာမှမဖြစ်တော့โอเคအောင်မြင်ကောင်းပြီနော်အားလုံးပဲမင်္ဂလာပါ